အားလုံးပဲမင်္ဂလာမြတ်ဖို့ရဲ့စီချန်နယ်ပြန်လည်ပြကြိုဆိုလိုက်ပါတယ်ဒီနေ့လီဗာပူးအသင်းနဲ့ဒါဘူးအသင်းတို့ရဲ့ပွဲပြီးသုံးသက်ချက်လေးကိုကျွန်တော်ညီကိုနဲ့အတူလုပ်ပြီးသွားခြင်းပါတယ်မြတ်ကျွန်တော်တို့အရင်ဆုံးလီဗာပူးအသင်းရဲ့ဒါပွဲထွက်လူချင်းကတော့၄နှစ်3နှစ်ဆိုတဲ့ကစားကွက်နဲ့ပွဲထွက်လာပြီးတော့ကိုသမားတော့ထုံးစံတိုင်းကျော်အလီစင်ဘတ်ကာပေါ့လေဒါနောက်တန်း၄ယောက်မှဆိုလို့ရှိရင်ကျွန်တော်တို့ဖူးဘက်တစ်စုံကတော့ frame bound နဲ့ကျွန်တော်မီလော့ကာကတ်ဖယ်ဖြစ်ပြီးတော့ဒါနောက်တန်း၄ယောက်မှာတော့ဒီ CP ကစားသမား၂ယောက်မှာကိုနာတီနဲ့ဘာဂျေဘန်နိုင်တို့နဲ့ဒါ၄ယောက်ပြောင်းလဲမရှိပဲပွဲထွက်လာပြီးတော့ကွင်းလင်းမှာလည်းကျွန်တော်တို့ဒါမာကာဂရာဘီနဲ့ကာတစ်ကျုံတို့ပွဲထွက်စီခဲ့ပါတယ်ဒါဆိုပေါ်ကတော့ကျွန်တော်တို့ဝါက9ကထိသွားတဲ့အတွက်ဒီနေ့ပွဲမှာမပါဝင်နိုင်တဲ့အနေအထားမှာကျွန်တော်တို့ဒါညာဘက်ချမ်းမှာဆိုပေါ်မပါတဲ့အတွက်ပေါ့လေကျွန်တော်တို့ဒီခြေစာကိုပွဲထွက်တဲ့လူချင်းထဲမှာထုတ်သုံးလာခဲ့ပြီးတော့ဘယ်တော့မှတော့ကျွန်တော်ထုံးစံတိုင်းပဲပေါ့လေဒါဖလိုရန်ဘက်ဒီကျွန်တော်အထောင်တိုက်စစ်မှာတော့ဟူကို EDD နဲ့ဒါပွဲထွက်ခဲ့ပါတယ်အဲ့တော့ကျွန်တော်တို့ဟူသင်းကတော့ကျွန်တော်တို့3-4-2-1ဆိုတဲ့ကစားကွက်နဲ့သူတို့အနေနဲ့ပွဲထွက်လာပြီးတော့ကျွန်တော်တို့ဒါလီဗာပူးတင်းနဲ့ဒီပထမပိုင်းမှာဆိုလို့ရှိရင်မိနစ်30အပေါ်ပေါ့လေမိနစ်30ဝန်းကျင်လောက်မှာဆိုလို့ရှိရင်ကျွန်တော်တို့တင်းနေနေတာ6ကန်ခေတာတွေပါတယ်နောက်ပြီးတော့ရုံးကန်နေရတာပါပြီးတော့ကျွန်တော်တို့အဲ့ဒီမိနစ်35နောက်ပိုင်းမှာဆိုလို့ရှိရင်အချိတ်ဆက်လေးတွေပြန်ပြီးလာပြီးတော့ဒါကျွန်တော်တို့ transition quick transition ပေါ့လေဒီလိုမျိုးဒီကျွန်တော်တို့ဝူရဲ့အမားနေပြီးတော့ဒါ frame bound ရဲ့ကျွန်တော်တို့ပါနမှုကြောင့်ပေါ့လေဒါပထမတကူကိုကျွန်တော်ဒီဂရာဘန်ဘက်ကနေပြီးတော့တွင်းယူနိုင်ခဲ့တယ်1-0ဖြစ်သွားတယ်မကြောက်ကျွန်တော်တို့ဒီ transition မှာကျွန်တော်တို့ဒီ quick transition ကနေပြီးတော့ပဲကျွန်တော်ဒုတိယကိုကျွန်တော်ဒါဝူရဲ့အမားပဲပေါ့လေဒါကျွန်တော်ပြန်ပြီးတော့ဘောလုံးရတယ်ဒီကွင်းလယ်ကနေပြန်ရရတဲ့ဘောလုံးကိုကျွန်တော်ဟူကို EGD ကနေ direct ဆွဲသွားပြီးတော့ကျွန်တော်ရှေ့မှာပြေးထွက်သွားတယ်ဒါ Florian ဘက်ကိုဒါလေးထိုးပေးလိုက်ပြီးတော့ဒါ Florian ဘက်ကကျွန်တော်တို့ဒီကိုသမားနဲ့ဟူကိုသမားနဲ့ဒါဘိုင်ဝမ်တွေ့ပြီးတော့ကျွန်တော်တို့တတရပဲတွင်းနိုင်ခဲ့တူးစီနဲ့ကျွန်တော်တို့အနေနဲ့ဒါပွဲကိုကျွန်တော်တို့ဟိုပြောမယ်ဆိုလို့ရှိရင်ပြတ်သွားပြီလို့ထင်ခဲ့ဒုတိယပိုင်းမှာဘယ်လိုဖြစ်ဖြစ်ကျွန်တော်တို့ဂိုးမရဘူးဆိုရင်တော့မှလီဗာပူးတင်းနေနဲ့ဂိုးမပေးရတော့ဘဲနဲ့ဒါကျွန်တော်တို့အနေနဲ့အပြတ်သက်နဲ့ AC ကန်သွားလို့ရမယ်လို့ထင်ထားခဲ့ပေမဲ့ကျွန်တော်တို့ဒီပထမပိုင်းပြီးတော့ဒုတိယပိုင်းဆက်စချင်းမှာပဲကျွန်တော်တို့ဒီဝူကိုတောက်ကန်ဘောကနေပြီးတော့ဒါဂိုးတစ်လုံးပေးလိုက်ရတယ်ပေါ့လေပေးလိုက်ရတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်လီဗာပူးအသင်းအနေနဲ့တော်တော်ခက်ခက်ခဲခဲရုန်းကန်ကစားခဲ့ရတာကိုကျွန်တော်တို့တွေ့ရတယ်ဒါအမားတွေလည်းကွင်းလဲပါဆိုလို့ရှိရင်ဘောလုံးပြတ်တာတွေများတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီဝူကလည်းတော်တော်ကြီးကိုလီဗာပူးဒုတိယပိုင်းမှာကစားကွက်တည်လို့မရအောင်ကျွန်တော်တို့ဒါကွင်းလဲပိုင်းမှာဆိုလို့ရှိရင်တော်တော်ကြီးကိုဟိုသူတို့အနေနဲ့ထိန်းချုပ်ကစားသွားတာကိုကျွန်တော်တို့တွေ့ရပါလေဒုတိယပိုင်းမှာလီဗာပူးအသင်းအနေနဲ့ဒါဘောလုံးပိုက်ဆိုင်မှုရာခိုင်နှုန်းများတာပဲရှိကျွန်တော်တို့ဒါဝူကိုကျွန်တော်တို့ဒီဝူရဲ့ဒီတံပြန်ကောင်းတာတွေဟိုမနေထိန်းချုပ်နေရတာကိုကျွန်တော်တို့တွေ့ရတယ်ပြီးတော့ဒါအလီစင်ဘက်ကကောင်းခဲ့လို့ပေါ့လေဒါမကောင်းခဲ့လို့ရှိရင်ကျွန်တော်တို့ဒါအနေဆုံးဝူတော်မှာဒါတေလောက်ကန်သွားနိုင်တယ်ဝူကလည်းကျွန်တော်တို့ပြီးခဲ့တဲ့ပွဲတွေမှာသူ့မှသူစိုးခြင်းဆိုကျွန်တော်တို့ဒီအခုအာဆင်နယ်နဲ့သူတို့တွေ့ခဲ့တဲ့ပွဲမှာဆိုလို့ရှိရင်ဒီလိုပဲဒါလိမ့်ဖဲနဲ့အာဆင်နယ်ကနိုင်သွားခဲ့ဒီနေ့ပွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးပဲပေါ့လေကျွန်တော်စိတ်ထင်ရတော့ကစားသမားတွေဒါဒဏ်ရာထပ်ပြီးတော့ဒါပွဲချက်ဒီဇင်ဘာကာလတွေမှာဒဏ်ရာပြင်းပြင်းထန်ထန်ထပ်ပြီးတော့ရာသွားမှာဆိုလို့ကျွန်တော်တို့ဒီဒုတိယပိုင်းမှာကစားချတယ်လို့တော့ထင်တာပဲပေါ့လေပြီးတော့ကျွန်တော်တို့ဒုတိယပိုင်းမှာဆိုလို့ရှိရင်ဘောလုံးပြတ်တာတွေတော်တော်များတယ်ပေါ့လေပြတ်လို့ရှိရင်လည်းတကယ်မိန်းနေရာမှာကြီးပဲပြတ်တာပေါ့လေအဲ့လိုမျိုးဘောလုံးပြတ်တာကြီးအများများတယ်ပြီးတော့နောက်တန်းမှာဆိုဟူကိုတော်တော်ကြီးကိုဒါရှင်းထုတ်ကာကွယ်နေရတာကိုကျွန်တော်တို့တွေ့ရတဲ့အဖြစ်ဒီနေ့ပွဲမှာအနိုင်3မှတ်ရတာတွက်တော့ဒါအိမ်ဝင်းမှာကျွန်တော်တို့လောလောဆယ်ကျွန်တော်တို့ဒီရလက်လေးပြန်ကောင်းစားပြုလာတဲ့အနေထားမှာနိုင်ပွဲလေးဆက်တာတော့ကျွန်တော်တို့အနေနဲ့ဒါပျော်ရွှင်မှုရပြီမဲ့ဒီကိုအတင်ရဲ့ဒီကစားကွက်ပေါ့လေဒီပုံမှာတော့ကျွန်တော်တို့တိတ်ကျင်တဲ့အာရမှုတော့မရှိဘူးပေါ့လေဘာကြောင့်လဲဆိုတော့ဘလိုပဲဖြစ်ပါဒါပုံမှန်လေးပဲခြေလမ်းမှတ်မှန်လေးနဲ့အရှိကိုဒါဆက်ပြီးတော့သွားနေဖို့ပဲလိုအပ်တယ်ပေါ့လေနိုင်3မှတ်ကလွဲပြီးတော့ကျွန်တော်တို့ဂျန်နာရီကအဓိကမကြောက်ဒါပေမဲ့ကျွန်တော်တို့ clean sheet ရခဲ့တင့်ပေမဲ့ဒါဝုလို့တင်ကို clean sheet မရဘဲနဲ့ကျွန်တော်တို့ဒါတကိုးပြန်ပေးလိုက်ရတာတော့တိတ်တော့အခြေအနေမကောင်းဘူးပေါ့လေဒါအိမ်ကွင်းမှာနောက်ပြီးတော့ကျွန်တော်တို့ဒီဝူအသင်းရဲ့ view ဟာလည်းတော်တော်လေးကိုအဆင်ပြေပါတယ်ဒါလီဗာပူးအသင်းကိုကျွန်တော်တို့ defensive နဲ့ block ပြီးတော့ဒါ defensive no block နဲ့ sorry ပြီးလို့ရှိရင် counter attack တွေနဲ့လီဗာပူးအသင်းကိုပြန်ပြီးတော့ဒုက္ခပေးတယ်ပေါ့လေဒီလိုပုံစံမျိုးနဲ့လီဗာပူးအသင်းတော့နောက်ပိုင်းမှာကျွန်တော်တို့မြင်တွေ့နေတဲ့အတိုင်းပဲပေါ့လေကျွန်တော်တို့ဒီကွင်းလေပိုင်းကိုအဓိကထိန်းချုပ်ပြီးတော့ကစားဖို့စူးစမ်းရပေါ့ဒီနေ့မှဆိုလို့ရှိရင်ဘောလုံးပိုင်ဆိုင်မှုတာစီနဲ့ဒါဖူးဘက်တစ်စုံကိုကျွန်တော်တို့ဒီတိုက်စစ်ကိုလိုက်ပါစီပြီးတော့ဒါတောင်မန်နေဘက်ကနေပြီးတော့ကျွန်တော်တို့ဒါဘောလုံးတွေအတွင်းထဲပေးပို့တဲ့လိုပုံစံမျိုးပေါ့လေဒါပြီးတော့အဲ့လိုမျိုးတောင်မန်နေအထိ
ဖူးဘက်ကစားသမား2ယောက်ကလိုက်သွားတဲ့အခါမှာကျွန်တော်တို့အဲ့ဒီဝင်းဘက်ကစားသမားတွေကဒီ Florian Vert နဲ့ကျွန်တော်နောက်ပြီးတော့ဒီ Patricio Chiesa တို့ကဒါအတွင်းထဲထိဝင်ပြီးတော့ကျွန်တော်တို့ဒီပြောမယ်ဆိုလို့ရှိရင်ကွင်းလယ်မှာ3ယောက်ကနေတော့ကျွန်တော်တို့ဒီ9ယောက်လောက်ထိဖြစ်သွားပြီးတော့လေဒါဟူဂိုအီဂီတီကီရတယ်သူ့အနေနဲ့ဒါနေရာလွတ်တွေရတယ်အဲ့လိုပုံစံမျိုးနဲ့ဒါဒီဘာဘူးဒီနောက်ပိုင်းပွဲစဉ်တွေမှာကျွန်တော်တို့အဲ့လိုပုံစံမျိုးတွေ့တယ်ဗောလေပြီးတော့ကျွန်တော်တို့ဒီ on the ball movement တွေမှာဆိုလို့ရှိရင်လေဒီ transition ဒါ chain ရဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီပြောမယ်ဆိုလို့ရှိရင်ဘောလုံးဆုံးရှုံးမှုဘောလုံးပြန်ပြီးတော့ဆုံးရှုံးသွားတဲ့အခါမှာဆိုကျွန်တော်တို့လီဗာပူးအသင်းအနေနဲ့ဒါနောက်တန်းမှာဒီဟူဂိုအီဂီတီကီတို့ကစပြန်ပြီးတော့စင်ကူတာတွေကျွန်တော်တို့တွေ့ခဲ့ရတယ်ဗောလေဒါအရင်လိုမျိုးပုံစံမျိုးတော့မဟုတ်ဘူးပေါ့ဒါအရင်လုံးကဆိုလို့ရှိရင်တော့ကျွန်တော်နောက်တန်းကိုတော့နောက်ဆင်းမကူပဲနဲ့ဒါရှေ့မှာပဲနေတာများဗောလေခုဆိုလို့ရှိရင်တော့ဒါဘောလုံးဆုံးရှုံးသွားလို့ရှိရင်နောက်တန်းထိစင်ကူတာကျွန်တော်တွေ့ခဲ့တယ်ပြီးတော့ကျွန်တော်ဒီနေ့ပွဲမှာဆို second ball တွေအားနေဗောလေဟူတင်ရတော့မှကိုယ့်ထက် second ball တွေပို့ပြီးတော့အားကောင်းတယ်လို့ကျွန်တော်တို့ထင်ရလေလို့ပုံစံမျိုးဖြစ်တယ်နောက်ပြီးတော့ကျွန်တော်တို့ဒီနေ့မှာဆိုလို့ရှိရင်ဒါလီဗာပူးအသင်းအနေနဲ့ဘောလုံးပိုင်ဆိုင်မှု66%ကျွန်တော်တို့ goal xG ကတော့ဒါ1.56ပေါ့လေဒါအနည်းဆုံးဒါ2ဂိုးဆိုတဲ့ပုံစံမျိုးနဲ့ဒါ2ဂိုးရခဲ့တယ်ကျွန်တော်တို့ဟူတင်ကတော့34%ဘောလုံးပိုင်ဆိုင်မှုနဲ့ကျွန်တော်တို့ xG ကတော့1.07ဒါတကူတော့သူတို့ရခဲ့တယ်ပေါ့လေဂိုးပေါက်ကန်သွင်းမှုကတော့ကျွန်တော်တို့လီဗာပူးတင်14ချိန်ဂိုးပေါက်တဲ့4ချိန်နဲ့ဟူတင်ကတော့9ချိန်ကန်သွင်းခဲ့ပြီးတော့ဂိုးပေါက်တဲ့4ချိန်တဲခဲ့တယ်ပေါ့လေဂိုးပေါက်4ချိန်တဲခဲ့တယ်ဒါကျွန်တော်တို့တိကျတဲ့ပေးပို့မှုက986 88%ထိတိကျတဲ့ပေးပို့မှုရှိခဲ့ရောဟူကတော့250 89%ထိဒါကျွန်တော်တို့တိကျတဲ့ပေးပို့မှုတွေရှိခဲ့ရောဒါထောက်ကန်ဘောကကျွန်တော်လီဗာပူးတင်က6ချိန်ဟူက4ချိန်ပေါ့လေဒါဟူတင်ကိုကျွန်တော်တို့ထောက်ကန်ဘောပေးရတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနောက်တန်းမှာဒီကျွန်တော်တို့ဟိုကိုနာတေးတို့ပေါ့လေဒါလူကပ်ပုံလိုအပ်တယ်လို့ထင်တာပဲကျွန်တော်တော့ဒါတော့ဟိုပြောမယ်ဆိုလို့ရှိရင်ဒီအဲ့ဒီလုံကတော့ဘလို့မှကိုသမားလဲမကယ်နိုင်တော့ဘူးလေဒါကတော့ပေးဟိုဘလို့ပဲဖြစ်ဖြစ်ဒါပေးသိန်းလို့ပြရတယ်လို့ထင်တယ်ပေါ့လေအဲ့တော့ဒီနေ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါနိုင်ပွဲဆက်ခဲ့တယ်ဆိုပေမဲ့ကျွန်တော်တို့နောက်ပွဲတွေမှာပွဲချက်တွေလည်းပါလာပြီပေါ့လေဒါနောက်ပွဲဆိုလို့ရှိရင်လီနဲ့ကျွန်တော်တို့ကန်ရမယ်လီကိုဆိုလို့ရှိရင်ပထမပူနေနေတာတတိနဲ့သူ့ရဲ့အိမ်ကတေးကြတာနောက်ပွဲမှာဆိုလီနဲ့ကန်ရမယ်ကစားသမားတွေကလည်းကျွန်တော်ကြမ်းခိုင်မှုကလည်းအဲ့လောက်ကောင်းကောင်းမွန်မွန်မပြေးဝသေးတဲ့အနေထားမှာတော့ကျွန်တော်တို့လီဗာပူးတင်းနေတဲ့ဒီအနိုင်ရလက်လေးတွေကိုထိန်းသိမ်းနဲ့ဒါကန်ဝမ်းဖို့ပဲလိုရပါလိမ့်ကျွန်တော်တို့ဟိုရလက်မဆိုးတော့အောင်ချီမချော်တော့အောင်ဘာပဲဖြစ်ဖြစ်ဒါဟိုကိုပြတ်မနိုင်ပဲနဲ့အခုလိုပုံမှန်လေးနိုင်နေရင်တော့မှဒါအသင်းအတွက်ရလက်ကောင်းနေလို့ရှင်တော့တိတ်ပြီးတော့ထိခိုက်စရာမရှိဘူးလို့တော့ထင်တယ်ပေါ့လေဒါတော့လီဗာပူးတင်းနဲ့ဝူးတင်းတို့ရဲ့ဒါပွဲပြီးကျွန်တော်ရဲ့အမြင်လေးကိုပြောပြပြီးခြင်းဖြစ်ပါတယ်အမားပါကိန်းလည်းနားလည်ပြပါလို့အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာလာကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကျွန်တော်ဗီဒီယိုလေးနားခွင့်ပြုပါမယ်